လူရှိလားစားစရာတွေနဲ့ဆက်လာလူတော့အတန်လည်းဝင် လာပြုလူရှိလာပြု စလိုးတောင်းနေနားမှာရှိတယ် ဟိုအတန်နဲ့អော်အတန် အဲ့ဒီမှာလည်းဟိုပြတယ်နတ်တယ်နော် ဟိုအတန်နဲ့អော်လိုက် လူရှိလားရှင်းစားစရာနဲ့စားလာလူတာပါ အဲ့ဒါမှစလိုးနေ အဲ့ဒီလာဒီကတက်တော့အော်အော် ဟို လူရှိလာပြု ယောက်ျားလည်းမထူးဘူးလေမိန်းကလေးတောင်မှထူးမှာလေ အဲ့ဒါမှ လူရှိလားစားစရာနဲ့ဆက်လာလူတာပါဖက်ခဲပါအောင်ရင်းနေနေတက်ကလေးပဲနေနေရစီမချဘူးမာလာတွေမခွဲပြဘူးအားလုံးတို့တူတူလက်တွဲလို့ဒါနာပြူမယ်ဒီခန္ဓာကိုယ်မသေးဆုံးမ၍ဒီကဘာဘလို့ချိုးပြူမလဲဒီလူသားတို့ငြိမ်းချမ်းဖို့လောပါရမီတွေဖြည့်စွမ်းကြမယ်ဘာတွေ ဖောင်လေးနေပေါ့နော် ကိုချင်းစာစိတ်ပေါ့နော်ကိုချင်းစာလူချင်းကိုချင်းစာလို့ဘယ်သူလဲနေတော့လားနေတော့လေ ဟုတ်လိုက်ပါ ကိုကြီးလူလားမယ်ကြီးပြသွား ဟဲ့ဟုတ်ခရရှိဘူး မရှော့မယ်နည်းနည်းရှော့လွတ်စီတော့ကိုကြီးပိုက်စားနေပြီဒီပိုက်စားလေးချမ်းဟဲ့ချိန်ပါချိန်လိုက်ရတော့ကဲဒီမှာကြည့်လို့အဖွဲတယ်ဒါတော့ဂယူနာကန်လန်အကိုကြီးကဥဆောင်ပြီးတော့သူခေါ်သွားတဲ့ရွာကိုကြည့်လို့လိုက်နေတာပါတကယ်ကိုခက်ခက်ရွာပါနော်ခက်ရွာ တော့လောက်ရောက် တော်ဝဲလောက်ရောက်နေပြီဆိုရ တော်လေးရောက်လို့ဖွင့်တော်တော်နဲ့ကြာပါ ဘိုးကလေး ချာမိုးကလည်းရွာ ရွာနေတယ် မိုးကရွာနောက်မှလည်းလိုက်ခဲ့တယ်ဖွင့် ရွာထဲမှာကျန် စီရတယ်ဒီမှာတော့ရှိတယ် နော်ကြာပါသေးတယ်ဆိုတော့မနော်မတက်ပါ စီရကြပါသေးဟုတ်အော်အလေးကကြောက်လာလား မကြောက်ကြည့်တော့ကြောက်ကြောက်ကြောက်မကြောက်โอเคโอเค ရှိလားရေးရရှိလားရေး ဒီဘက်မှာလူရှိတယ် လူရှိလားပြု လူရှိလား လူရှိလား ဒီမှာလာလူတာပါ မေတ္တာလေးတွေကုသိုလ်တွေပေးကြပါဦးလို့နော်မေတ္တာကုသိုလ်တွေပေးကြပါဦးမေတ္တာလေးပို့ကြပါဦးသာဓုလေးလည်းခေါ်ပြီးပြခဲ့ကြပါဦးရှင်များသိချင်တော့သာဓုတွေခေါ်ပေးကြပါဒီတော့ကဒိန်းတော့နဲ့ ဒိန်းတော့ရတာဆိုအဲ့လိုဟိုတော့ကိုကြီးတို့ကလည်းဒီရောတော့ ဒီတော့ကဒိန်းတော့နဲ့တို့ဒီလာလို့ရ ရတော့ဒီမောင်းရင်တော့ရတာခဏလေးလည်းခဏလေး ဒီတစ်ခုတည်းရပါလားညီလေးဓာတ်ယူလားရောဓာတ်ကြည့်တယ် ဒီနေ့ပဲကားတော့ဖိုင်းပါလေ။အော်လိုရစစ်ပြပါစေ ဟဲ့ဘောက ဒါပါဝင်ဒါမပါဝိုင်း ဦးကြီးဝက်ပါလားငါးတရတော့ထွက်ပြရဟုတ်တယ်ကျွန်တော်အားလုံးပဲသာတူပြီးလိုက်ပါဘာလို့ခေါ်လိုက်ပါဘာလို့ပါ
အားလုံးကျမ်းမချမ်းသာကြပါစေ ကျလဲဖြောင်းပြပြီးတော့လာလဲနေလဲနားရောက်နေလဲ ဒါ โอเคလား ဒါ